ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆိုတော့စကားအများကြီးပြောတစုအများကြီးထွက်တယ်ဟုတ်လားအဲ့ဆိုရင်ကျွန်တော်ရဲ့ line subscribe share လေးလုပ်ဖို့တောင်းဆိုတယ် subscribe လုပ်ကြအောင်နော်ကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်သူများရဲ့လူမျိုး TikTok ပေါ်မှာတွေ့ရဗျာသူတို့ရဲ့နာမည်အစလုံးနဲ့ hero တွေထဲမှာဘာ hero ဖြစ်မှာကျွန်တော်ကတော့စီနဲ့စဆိုကျွန်တော်တွေးလိုက်တာခြောင်သွားတွေးလိုက်တာအဲ့ဆိုရင်ဒီနေ့မှာဆိုရင်ကျွန်တော်ခြောင်ကင်သွားမှာဖြစ်ပါတယ်ကျွန်တော်ခြောင်နဲ့ဘယ်လိုကျမ်းမလဲတော့မသိပါနဲ့ခုဆော့မှာဆိုခုကြည့်လိုက်ပါဗျာဟုတ်တယ်မလားကျွန်တော်ဗီဒီယိုလေးမစခင်မှာကျွန်တော်ခုနပြောလို့မျိုး like subscribe share လေးလည်းလုပ်ခဲ့အောင်မြင်ပါသလို့ဒါအောက်ကကောင်းမှာကိုပေါင်းကိုက်ကြည့်ကြကျွန်တော်ပေါင်းကိုက်ပေးရမှာအောက်ကကောင်းမှာရေးကောင်းနော်မိတယ်လားစပြီးပြောပြစီနဲ့စားဆိုတော့ဘာလို့ရှိလဲတော့ဆက်စုလောက်ကျွန်တော်စီနဲ့စားရထောင်းရှိမယ်ကလင်းကလည်းစီးနေစားတယ်ဒါပေမဲ့ရှိမှမရှိရဟေးကိုပတ်စံရှိုးလာအောင်နော်ပတ်စံရှိုးလာအောင်ကဲဘာမှပြောတော့ရောတယ်ကျွန်တော်တကယ်ကြီးခေါ်လာအောင်မယ်လိုက်မလားကောခေါ်ကြလိုက်မလားမလိုက်လားမလိုက်လည်းနေဖို့ကွာမင်းကခေါ်နေလို့ဝေးကျွန်တော်နောက်တော့ပုံမဟုတ်တော့ဒိုင်းတော့ပုံဟုတ်ပါဘူးဒိုင်းတော့ပုံမဟုတ်နောက်တစ်ရာ6ပုံပြောတော့မှာ6မှာကေဝက်ပုံတော့6ကေဝက်ပုံမှာ6ကေဝက်ပုံတင်တာကဲ6ကိုင်းမဲစကားအများကြီးပုံရင်တကယ်စကားအများကြီးပြောတစည်းအများကြီးထွက်လိမ့်မယ်အပြောနေလို့မငြီအောင်ပြီးစကားကြီးထိုင်ပေါ်နေအဲ့လိုရှင်းတော့ဗျနာဘူးမဟုတ်သူပဲအနောက်ကဘာလဲဆိုတော့သိကျင်လို့ကြည်ရနော်နာဘူးမဟုတ်ဘိုင်းညာဘိုင်းတွေးနေမှာတော့ဟာကဲ6ကိုင်းမဲ6ပစ်မဲဒီနေ့စကားပြောတာခိုးနာထောင်မကောင်းဘူးကွာအဲ့တော့နားမထောင်โอเคချောင်းဒမ်းမိတ်နဲ့ဆိုရင်ကောင်းမလားဒီအပေါ်ဆုံးဟာအောက်ကလည်းဘယ်ဆိုရင်ကောင်းဒမ်းမိတ်နဲ့ဆိုရင်ဒမ်းမိတ်နဲ့ပဲဆိုပါ nice ဟာကျွန်တော်ဒီ skin လေးလိုချင်တာချောင်းဟုတ်ပါဒီ skin ပြောတာငါတော့လေဒီလိုများတယ်ဒီချောင်းရဲ့ဒီ skin လိုချင်တာရောင်းနေနှကောင်များနေပြီတော့နေ fighter ဘယ်နှယောက်ဖြစ်နေတော့ကျွန်တော်ဗျာဖြစ်နိုင်တယောက်ကျွန်တော်ဒီ skin လေးပေးပါလေဗျာဖြစ်နိုင်ကျွန်တော်ဒီ skin လေးလိုချင်တော့ပါဒီ skin ရပါဘရိုကျေးဇူးတင်တယ်ကျွန်တော် Vimian လေးလည်းခံကြည့်အောင်ကျွန်တော်အဲ့ဒါပြောဖို့မေးနေတာသူများရဲ့ချိန်နဲ့ကျွန်တော်ဆက်လိုက်ဆိုသူဆိုရှယ်ကျွန်တော်နာမည်ရတယ်ဘယ်သူကအားရဟုတ်သားခုမှငါတော့ပြောရင်အားလုံးမလားကျွန်တော်နာမည်ဒီနေ့မှဆိုချမ်းမြတ်ကိုဖြစ်ပါကျွန်တော်ဒီနေ့မှဆိုမွားရက်ဆော့ပြအခုမှအဲ့လိုင်းပြောနေတယ်ကွာအဲ့ပြောမကောင်းဟုတ်ပါအဲ့ပြောမကောင်းအဲ့ဖြစ်တော့ကွာအဲ့နောက်မှပြောဂိမ်းဆဆလာကနေပြောရမှာနော်ကျွန်တော်မွားရက်ကိုဘယ်နှစ်ကဆော့လဲတော့2014တော့ဆော့တာ2014ကဆော့အခုဆိုရင်2025ရောက်ပါပြီကျွန်တော်2024တော့စဆော့တာခုမှအဲ့ဘာလို့စကင်နေရသေးရတော့ဘာတော့ညာတော့ဆိုအကြောင်းရှိရပြကျွန်တော်မျိုးကကံမကောင်းတယ်ဘာလို့ရပါချင်းနေကြပါလေဒီစကားအများကြီးပြောတော့ဒီကချငါနဲ့ဘယ်လိုရှင်းပြငါနဲ့ကတော့ကချာနဲ့ချငါနဲ့ချောင်းအောင်လဲကြတော့ဟိုဘက်ကဖိုင်တာနေရောဟာနေမောင်ဟန်နာဗီယိုဖိုင်တာလို့ရတယ်ဘယ်ကောင်ကဆုံးမှာပဲလိုက်တာဘယ်ကောင်ဂိမ်းကူပဲငါနဲ့ကတော့ချောင်းနဲ့တွေ့မှာတဲ့လေရောအကောင်တမ်းမရရှယ်ပဲငါတော့မခံနိုင်ဘူးကဘာလဲတော့ဘာလဲဟုတ်လားဆရာကြီးကိုဟာခရစ်တက်လို့သေးခြင်းလို့လားငါဘာလို့တူးတော့နှုတ်လဲအေးနေကောင်းပါအေးနာပူကောင်းလားရှမ်းရှင်းကောင်းရှမ်းရှင်းကိုပါတီဝါလိုက်ညောင်ကတော့ကချာနဲ့
အောက်လမ်းမှာကတော့ကချာနဲ့ဟိုကနဲ့မဟုတ်လားကတော့ကချာနဲ့ဟန်နာဘီနဲ့မဟုတ်လားဘလို့ပြုလို့ဟန်နာဘီဖိုင်တာထားလိုက်တာတော့ဒီနေ့တော့ထူးထူးဆန်းဆန်းဆာဆာဆူဆူတွေဖြစ်နေဟောပါလေဒီကောင်ကောလားဒီကောင်ကောလားဒီကောင်ကောလားပါလေချောင်းကောရိုးရိုးမို့ချောင်းကောငါတမ်းမင်းနဲ့ဆော်မာတော့ပြီတမ်းမင်းနဲ့ဆော်မာတော့ပြီအေးအောင်သွေးနေငါသွေးနေကြည့်ပါဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်မလဲအေးအောင်မင်းလုံးမဲစကင်းကိုပါနေဟုတ်ကောကချောင်းတမ်းမင်းနဲ့ဆော်မာတော့ပြီဒီက level 4ပွင့်ပြီငါတော့ level 4ပွင့်ပြီဘာလဲကိုဝင်နေကိုဆိုတဲ့ငါကိုပြန်လို့ငါကိုဆိုသူကငါကိုပြန်လို့ပါဘောဒီဘက်ကဖိုက်တာဝင်လာပြီတော့အိမ်မြန်ပြီဟာဘာလဲကိုလားအစင်းကိုငါ့ကိုရဆဆကွာဝီကောပြသေးရလို့မင်းကြမှာငါ့ဝီကောပြကြိုက်တယ်မင်းကလည်းဝီကောပြငါအဲ့တန်းတော့ဆက်လိုက်ရကွာဖင်ရတာဒီဘွဲ99ရှုံနောက်ထပ်တပွဲလဲထပ်စော့ပြအောင်ပဲချောင်းတော့ဘာမှမစော့ပြနေတော့ဒီဘွဲရှုံနေတယ်နော်ဆန်းဖြစ်ပါတော့ကိုင်းမှာရှုံနိုင်တယ်ဆိုရင်းကြီးကွာသူမရေးကြီးဒါတော်ကြီးပေါက်တာဘိုင်းမျောလဲတာတော်ကြီးပေါက်တာဘိုင်းလာမျောလဲဝါတော်ကြီးပေါက်တာဘိုင်းမျောလဲရလမ်းစလို့ဘယ်နောက်10ဘွားတော့မုန်းနေကောင်းနေလားမသိကွာဝိုင်းချလာspecial only ဘာကွာဘာကွာရမ်းကြီးနေဆိုရမွေးနေငါအဲ့ဒီမရှိတော့ကွာဒီကောင်မနော်所以给你送我说的呢，哎，给你来进路吧，给你们说进路吧，太进路也不啦，跳路没也不啦了啊，俺说进变的，超爱了咱就爱听那个，俺现在咱就爱的 ambulance 啊，超给我那么来的，俺就咱们多大时间没有了关。ခုနကျွန်တော်ပြစကင်တက်နိုင်ကျွန်တော်အစကင်လေးဝယ်ပေးကြပါဗျာပေးပါဗျာကျွန်တော်အစကင်လေးလိုချင်မျိုးပါလူပေးစီကြအောင်ပေးကြပါဟာဟုတ်ပါမှားတော့လားဒါဖင်ရတာဗောနော်အဲ့ကျွန်တော်ပြောတာမိန်းကလေးခုကြည့်နေတော့မိန်းကလေးလားအဲ့ကျွန်တော်ပြောမနော်မိန်းကလေးဆိုလေရပါလိမ့်မယ်ပြောစကူနိုဘာနိုဖုတ်ကရှောတော့မယ်ဟာငါကောမလို့တူကောသွားလို့တာဟာကောသွားမလို့ကောသွားလို့တာငါကောမလို့တူကောလို့တာဆိုငါဝိုင်းနေဆုံးလို့စဉ်းစားနေနော်လက်ကွင်းလက်ကွမ်းပါကွာလက်ကွမ်းပါပဲကွာလို့ကျင်းဆိုရတာပြန်နော်ဟုတ်ကဲ့ပြီဒီပဲနာကိုမကိုနွားချော်ကြီးကွာပြီးရှင်မင်းဟာတွေ့မင်းဘာလို့ဆိုရတာပြန်နော်မင်းကောင်ကြီးဟုတ်နေတာကိုဟုတ်နေကြတာခဏကျွန်တော်ပြ
လေးမပေးချင်တော့မှဒီခုနဟိုဘက်ကရန်သူဘက်ကချောင်းကိုင်းထားသူမျိုးပေးပါဗျာရန်သူဘက်ကချောင်းကျန်းကြုံစပိတ်ရှယ်ကျန်းဘူးကျန်းလာစပိတ်ရှယ်ကိုကျန်းလာကိုငါ့ကိုပြောနေချောင်းပလေးရစစ်စစ်တဲ့ပြောမယ်ဆိုသူ့ထဲမတိုးပေါ့ကွာပူလင်းပြောမနဲ့ငါ့ကိုနေလာရနာဒီဘက်ကချောင်းပြောရဲ့အဓိပ္ပာယ်ကငါလားလေတဲ့မင်းကငါထဲတော့မကျန်းဘူးတဲ့အဲ့တော့ရဲပြောတာကောင်ကလူတွေမလွယ်ပါလားဟာအေးပေါ့ငါကတော့ item မဆန်ပြီဆိုတော့အရောင်ရေးနှစ်ကောင်သားငါတို့ဘက်ကဘတ်ဒီပါလာစားတဲ့ကောင်အားလုံးလည်းဘယ်ဘွားကလည်းမုန်းတော့ဘူးငါပြောနေကျေးဇူးများတင်ပါတယ်လို့စောလည်းမစောချင်ပါဘူးနော်အရှုံးပေးလေးပေးလိုက်ကြပါလားအရှုံးပေးလိုက်ကြပါလားဒီဘွဲရှုံးမှာက100ရာခိုင်နှုန်းထီတောင်သေးကြနေကြကျွန်တော်ဘလို့ကျမ်းမလဲဆိုတော့ကျွန်တော်ဆောင်းရဲကျမ်းတာတွေ့ရမလားကျွန်တော်သေးကြီးပဲသေးနေ3ခါတောင်သေးတာလားဒီဘွဲနိုင်မယ်လို့တော့မထင်နဲ့တော့ရှုံးမှာဒီဘွဲရှုံးမှာမင်းကောင်းကွာမင်းလုံးကောင်းနေကွာတော်ကျန်းလိုက်ရတဲ့ကောင်လေးကွာငါသေးဦးမှာနောက်တစ်ခါသေးဦးမှာငါသေးမှငါသိရဘာလို့မပြန်တာလဲဆိုတော့မဟုတ်လဲသေးမှာပဲKnowing is not enough. We must apply. Okay. ဘယ်နဲ့မြန်မာစာရေး Okay CHO 6 VF ချောင်းပိုင်ဝဲ Okay လာစာပြဖို့လားငါမကြမ်းတော့မထင်းနဲ့နော်မကြမ်းပါဘူးကွာတောက်တော့သားတွေပါလို့တော့မထင်းလိုက်နဲ့နော်အမလို့စိတ်ကမားနေတယ်လို့လည်းအတီးသေးနေနော်ဟောလေမကြမ်းတော့မထင်းလိုက်နဲ့လူတန်းကသူကင်တဲ့ကောင်ရှိရင်သူတို့ကြမ်းပြီးသားမင်းကတခုဆိုရင်မကြမ်းပါဘူးကွာဒီကောင်လေးချောင်းပလေးရစစ်ကွာဆိုရွက်ပြောတာမျိုးခင်ရတာမျိုးတွေပါမလုပ်ရအောင်နော်ငေါ်နေကျန်းလားမကျန်းလားဆိုတာလေးမလာပါနဲ့ငေါ်နေမင်းလောက်ကတော့အေးဆေးပါကွာဘာပါကွာညာပါကွာဆိုရတွေးနေငါဒီခိကိုလှုပ်စားနေနော်ငါဒီခိကိုလှုပ်စားနေအဲ့လိုမျိုးလှုပ်စားနေနော်လူဆိုတာကလွယ်လေးနဲ့မစင်းစားရအောင်အုံနောက်လေးက300လူဆိုတာကအုံနောက်3မှနားလိုက်တာမလားမင်းတို့တော့မှအုံနောက်3မှနားလိုက်မယ်ကောင်လေခုတဖြည်းနဲ့မဆမန်းနေဆိုရင်တော့ damage ထွက်လာပါတယ်ဟာကွာရှာရှိရလို့ damage ကြီးတော့ဆက်လိုက်ကြပါလေ damage ကြီးတော့ဆက်လိုက်ကြငါမားတာငါကိုကမားလိုက်တာတော့ညဒမ်းမင်းဆက်ရတယ်ဒမ်းမင်းဆက်ရငါအရင်ကဆက်ဆန်နေရတယ်ဟာရောဒါစလောက်ကိုဘယ်တော့ဆလာပေးမှာပေါ့ပေးမှာနော်လောကီလို့ကိုပြန်ပေးရမယ်လောကီကသူများမပေးဘူးနော်ကိုပြန်ပေးသွားမှာမိုက်ပါဆောင်းဝဲကျန်းသွားပြီပဲအယောဟိုဘက်ကမသိဘူးလေကွာဟာဘာလဲသိမှာမဟုတ်ဒါကလီးရှိရဲ့ကျိုးလီးရှိလာလို့ပေးရနော်မင်းကောင်းဒီနေ့ဗီဒီယိုကတော့
ငါတင်မြန်များဗီဒီယိုတွေထဲမှာဒီပွဲရှုံးတာပဲကျေးဇူးအများကြီးတင်ပါတယ်ရကောင်းနေမူလာပြီရတော့ဒီပွဲရှုံးပြီကွာငါတိကျတာဘာလို့ရှုံးရတာလဲကွာဟိုကောင်လေးပွဲရတယ်ဘန်းလေးကစပယ်ရှယ်ဖြစ်တယ်ဘာလို့မခံစားနိုင်ဟိုနေရာတကပတ်ပြန်မယ်ကေးလိုက်ကောင်းနေကောင်你弄啊，我那个，我讲。我讲鱼呀，我讲我把我看我那个我去做那个，抽哪？要诶，罢了，奶妈了，罢了，这边的奶妈了。哎呀，我买干啥呀？那没得要奶多了嘞。哦，多少奶我了？全部这样搞，俺那边全部可以的。这不啊，我注意了，我能听。我嘞，先到，我这么那边路了。哈，生日吧嘞路，不是呀，生日吧嘞。ကျေးဇူးကြီးလည်းအများကြီးတင်ပါတယ်ဘယ်ဘွားဝေကျွေးတယ်တော့မသိပါကဲနောက်ထပ်တစ်ပွဲချောင်းစောပြမယ်ရန်သူတို့ဘက်ကချောင်းတော်တဲ့တွဲကိုပေးလိုက်တယ်ငါတို့ဘက်ကတကောင်းမှမတော်ပါအော်မင်းဟိုတော်နေနော်လက်စလောလည်းတော်တယ်ဟာနောက်တစ်ပွဲထပ်ပြီးစောပြမယ်နောက်တစ်ပွဲထပ်စောပြမယ်နော်နောက်တစ်ပွဲထပ်စောပြမယ်နောက်တစ်ပွဲကကျန်းအောင်ဆော့ရမယ်နိုင်မနိုင်မသိဘူးအဲကျန်းအောင်ဆော့ရမယ်โอเคနော်ခေးရမလားအာဒီပါပြီးချောင်းတယ်အပေါ် flash ချောင်းရတယ်ငါလားကလာခေါ်နော်ဘာလို့မလဲဘာခိုင်းမလဲဒါဝန်ဒါကဝမ်းမဆော့တဲ့ item စားချလိုက်မယ်စင်ရသွားပြီဗျာရပြီခဏmore than a weapon ဒီမှာစားကြတယ်စတဲ့ရနေမှာရအဲ့ဆိုကြတာဘလို့တောက်ကြစက်နေဟုတ်လိုက်လား